အိမ်အောင်ရေးတက်တန်း3နှစ်တာအတွင်းမှာပထမဦးဆုံးအကြိမ်ဖြစ်ခင်မွန်းဖြစ်သူ GO နဲ့အနီးကပ်ဆုံးရှိနေခွင့်ရခဲ့တဲ့ဆိုရဒါပေမဲ့ဒီပျော်ရွှင်မှုတွေဟာခဏတာပဲခံခဲ့ပါတယ်အိမ်မက်ဆိုးတစ်ခုကဆိုရကို6နှစ်လို့နေခဲ့ပြီးအတိတ်ကမီးလောင်ပြင်းတဲကနေသူမကိုအသက်လူကယ်တင်ခဲ့တဲ့ယူရာဆိုတဲ့လူရဲ့အမည်ကိုရောင်ရမ်းအော်ဟေရင်ဆိုရတယောက်နှံ့နိုးလာခဲ့ရရှာပါတယ်မင်းနာမှာရှိနေတဲ့ဂျီယိုတယောက်ဆိုရရဲ့စိုးရိမ်တကြီးရောင်ရမ်းမှုတွေကိုကြည့်ပြီးစိတ်ထဲမှာတန်တရားတွေအကြီးအကျယ်ဝင်သွားခဲ့ပါတယ်။ဒီယူတာဆိုတဲ့လူကတကယ်တော့ဘသူလဲဆိုပြီးဂျီယိုတယောက်တွေးတောပူပန်နေခဲ့တာပေါ့။ဒါပေမဲ့မမျှော်လင့်ပဲနောက်တစ်ရက်မှာတော့စပွဲပေါ်ကိုရောက်ရှိလာတာကကွာရှင်းပြက်ဆဲခြင်းစာချုပ်တစ်စောင်ဘာဖြစ်လို့လဲဆိုတဲ့ဆိုရရဲ့မိကွန်းအတွက်ဂျီယိုရဲ့ဖြေကတော့လူရှင်းလုံးပါတယ်။နားရဲ့ရေးစာဟောင်းဆိုပြီးပြန်ရောက်လာပြီးတဲ့3နှစ်တာပတ်လုံးဆိုရပေးဆက်ခဲ့တဲ့ချစ်တွေတန်ရောစင်တွေအားလုံးဟာရေးစားအောင်တယောက်ပြန်ရောက်လာတာနဲ့တင်လွယ်လွယ်ကူကူပဲရိုက်ချိုးဖြက်စီခြင်းခံလိုက်ရပါပြီဂျီဦးကဘလူရော်ကြီးမျိုးပဲပေးမယ်ပြောပြောနှလုံးသားတစ်ခုလုံးကြေကွဲသွားရတဲ့ဆိုရအတွက်တော့ဒါရီဟာအတိတ်ပဲမရှိတော့ပါဘူးနောက်ဆုံးမှာတော့ဆိုရဟာတန်ရောစင်ဟောင်းတွေကိုအပြက်ဖြက်ပြီးဒီအိမ်ကနေအထုပ်ဘိုးတွေနဲ့အတူထွက်ခွာလာခဲ့ပါတော့တယ်။သူမရဲ့ရှေ့ဆက်မဲ့ဘဝခရီးလမ်းမှာဘလို့အလှည့်အပြောင်းတွေကြုံရအောင်မလဲ။